ကဲကျန်းန်းဆုံးဆိုတဲ့ဟာတွေကတော့အခုမှစတင်တာပေါ့နော်ပထမတော့နေပြန့်လန်းလေးပဲလုံးဝတောင်ပေါ်ကနေတဖြည်းဖြည်းဆင်းလာတဲ့ခါကျတော့ဒီလိုကြောက်ဆောင်လေးကဘားတွေဖြစ်သွားမှာတငယ်ချင်းဆိုလုံးဝဒူးကာနဲ့တိုင်းကာဖြစ်သွားရင်သူကလေတငယ်ချင်းရဲ့ညစ်ဖက်နဲ့စီးရပြီးသူရဲ့ခေါင်းစုဖက်နဲ့ကတော့လုံးဝစီးလို့မရတော့ဘောနော်သူပါဝါလင်းချအနက်ကောင်လို့လည်းခေါ်ကြတော့ဘောနော်ချစ်လို့စားတာနော်ဒီလိုမျိုးကျိုးနဲ့ဆင်းရတာဆိုရင်3-4နေရာမှာရှိအကြီးဆုံးပေါ့နော်ဒီတောင်ကိုကန့်ကောင်အိုင်လာမယ်ဆိုရင်သူကပုတ်ဖက်နဲ့ရဲ့လက်အိတ်ရဲ့မပါမဖြစ်ယူရင်တော့ပိုကောင်းတာပေါ့နော်လမ်းနေရတော့ဝေးလာဆိုမဝေးပြီမယ်ဒီလိုခက်ခဲလေးတွေပဲတက်ရတာဒါဆိုရင်ရေတခွင်ကိုရောက်ဖို့တိတ်မလို့တော့ဘူးပေါ့နော်ရေတန်လေးတွေလည်းလမ်းပြီးတော့ကြားနေရပြီဒါပေမဲ့ရောက်ကိုမရောက်နိုင်ဘူးစိတ်ကိုတင်းထားရပါတော့ဒီနေရာနဲ့လက်လျှော့ချင်နေပြီမသွားချင်တော့ဘူးဆိုတဲ့လူတွေနဲ့ပေါ့နော်ဒါပေမဲ့ရောက်အောင်သွားကြပါလေရောက်တော့မယ်ပေါ့နော်ဒီတကြိုးနောက်ဆုံးပေါ့နော်ဒီတကြိုးဆင်းပြီးလို့ရှိရင်ကျွန်တော်တို့ကန့်ကော်အိုင်ကိုရောက်ပြီဒီတကြိုးကဲဒီမှာတငယ်ချင်းတော့အရင်လာနေပြီသူကတော့အရင်ဆုံးရောက်တယ်ဆိုတော့အရင်ဆုံးတွေးတဲ့သူဆိုတော့အရင်လာတယ်လို့အော်နေတယ်နော်ကျွန်တော်လည်းရောက်တော့ခါကျတော့ခုတ်စားကုန်စားတယ်တကယ်အရင်အမောပြေတာပေါ့နော်အရင်လာတယ်အဲ့ချိန်မှာလုံးဝကိုလာပါကျေးဇူးပါ